Show off your tail. အရှင်ပညာကာရဦးဆောင်တဲ့ငြိမ်းချမ်းရေးအတွက်မိုင်းထောင်ချီလမ်းလျှောက်ကြွချီတဲ့ခီးစဉ်မှာတလျှောက်လုံးလိုက်ပါလာတဲ့ဒီ Peace Dog လို့နာမည်ကျော်ကြားလာတဲ့အာလောကလေးဟာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကနေပြီးတော့သူ့ကိုခေါ်ဆောင်လာတာဖြစ်တယ်။သူက2022ခုနှစ်တုန်းကဒီအိန္ဒိယနိုင်ငံမှာအရှင်ပညာကာရတို့ဒီငြိမ်းချမ်းရေးအတွက်ရပ်ပေါင်း120လမ်းလျှောက်တဲ့အချိန်မှာတောက်လျှောက်လိုက်ပါလာတဲ့ဒီလမ်းပေါ်ကခွေးလေးတစ်ကောင်ဖြစ်တယ်ပေါ့နော်။နောက်တော့တောက်လျှောက်လိုက်ပါလာရင်းနဲ့သူ့ရဲ့သစ္စာရှိမှုဆရာတော်တွေတန်ဃာတော်တွေနောက်မှာတောက်လျှောက်ဒီငြိမ်းချမ်းရေးအတွက်လိုက်ပါလာတဲ့ခွေးလေးကိုဒီအိန္ဒိယနိုင်ငံကနေပြီးတော့အမေရိကန်နိုင်ငံကိုတကူကခေါ်လာတယ်ပြီးတော့အခုဒီမိုင်းထောင်ချီပြီးလမ်းလျှောက်တဲ့အစီအစဉ်မှာလည်းအရှင်ပညာကာရဦးဆောင်တဲ့တန်ဃာတော်တွေနဲ့အတူအာလောကခွေးလေးကတောက်လျှောက်လိုက်ပါလာတာဖြစ်တယ်။ငြိမ်းချမ်းရေးခီးစဉ်တစ်လျှောက်မှာလည်းအာလောကလေးဟာအမေရိကန်ပြည်သူတွေနဲ့အတူကမ္ဘာတလွှားကပြည်သူတွေရဲ့အသက်နှလုံးကိုပါခံယူနိုင်ခဲ့တဲ့ခွေးလေးဖြစ်ပါတယ်။ Every road can lead us home. Breath by breath, step by step, peace is walking into